ကျွန်တော်တောင်ပေါ်တက်မှာပေါ့နော်ဒီကဟိုရှိမှရှိတယ်ဒီဘက်ကနေတက်မယ်ဗျလက်မရင်တော့ဝိုင်လမ်းမှာပေါ့နော်I can tell you that's in the receipt and that's in the ticket and the QR here. And the restaurant with the lunch on the top is Four Seasons Restaurant. Open at 10:30 and until the 3 p.m. Okay. And we just go to the restaurant before 3 p.m. Okay. Thank you so much. Have a good day. Thank you so much. ကျွန်တော်လက်မဝယ်ပြီးတော့ဒီဘက်ကနေစားတက်မှာပေါ့နော်ကေဘယ်ကားစီးဖို့လမ်းနေနေချောက်ရတယ်ဗျဒီမနေ့ကကျွန်တော်ဒီကိုအစောကြီးရောက်တယ်ဆိုတော့လူနည်းနည်းများတယ်ပေါ့နော်ကျွန်တော်စားစီးတော့မှာဗျဒီကေဘယ်ကားကနည်းနည်းကြီးရဆိုတော့လူ10ယောက်လောက်စီးလို့ရပါတယ်ဗျကဲကျွန်တော်တို့စားတက်ပါပြီဗျကျွန်တော်တက်တဲ့ချိန်ကမနေ့ပိုင်းဖြစ်တယ်ဆိုတော့စိမ့်ဆိုပြီးတော့အရန်လာပေါ့နော်ပြီးတော့မြုံတွေလည်းနည်းနည်းရှိတယ်ဗီယက်နမ်မှာရတီဦးတူကတနေရာနဲ့တနေရာမတူဘူးဗျဒီချိန်မှာမြောက်ပိုင်းပဲဆိုရင်တအားပူတယ်ဒီလေပိုင်းမှာနဲ့ပိုင်းဆိုရင်မြုံတွေချိနေတော့မယ်ကျွန်တော်ဒီတောင်ပေါ်ရောက်တာနဲ့ Golden Bridge လို့ခေါ်တဲ့ဒီတရားပေါ်အယူသားလိုက်မှာဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံမှာဒီတရားဆိုရင်အရန်နာမည်ကြီးတယ်ဗျခီးသွွားဧည့်သည်တွေကိုအရန်ဆွဲဆောင်မှုရှိတယ်အားရှင်တဲ့နေရာလေးနောက်ဆုံးတော့ရောက်အရန်သားရကျွန်တော်နောက်ထပ်တနေရာသွားမယ်ဗျတတောင်နဲ့တတောင်တိတ်မဝေးပေမဲ့ကေဘယ်ကားစီးမရမယ်ဗျဒီတောင်ပေါ်မှာဆိုရင်ဗီယက်နမ်လိုမျိုးတွေတိတ်မတွေ့ရဘူးဗျခီးသွားဧည့်သည်တွေနဲ့ပြီးတော့ foreigner တွေလည်းတွေ့ရပါတယ်ဒီနေ့ခင်းဘက်မှာလည်းသူတို့ချိုးပွဲတွေအကပြပွဲတွေပါတယ်ရှိပါတယ်ဗျဆိုတော့ကျွန်တော်သူတို့အကပြပွဲကိုအခုသွားကြည့်မှာဖြစ်ပါတယ်ကျွန်တော်ဒီကစားကွင်းကိုရောက်နေပါတယ်စီးရှင်ပေမဲ့မစီးရဲဘူးပေါ့နော်ကျွန်တော်ဒီတောင်ပေါ်မှာနဲ့ပိုင်းကလေးရောက်နေတယ်ဆိုတော့အခုခင်းလေးပိုင်းရောက်နေပါပြီကျွန်တော်ဒီမင်းတော့စားတော့ဝယ်ထားတဲ့လက်မထဲမှာအစားအစာအတွက်ပေါဝင်ပါတယ်ဒီလည်းအစားတော့စားပေါ့နော်အခုသူတို့ဟိုတယ်မှာသမင်းတော့စားနေဗျသူတို့ Four Seasons ဟိုတယ်မှာအလုံးလုံးနေကြတယ်ပေါ့နော်ကျွန်တော်ကသူတို့ဟိုတယ်ကိုမတီးလို့သူတို့ကကျွန်တော်ကိုခေါ်သွားတယ်ပေါ့နော်ကဲအခုတော့ရောက်ပါပြီဗျဟိုတယ်ကတော့အကြီးပဲပါစားတာတွေရှိလဲဆိုတော့လိုက်ကြည့်အောင်ကြက်သားချက်စံတုပ်အလူချက်အစားအစာတွေအများကြီးရှိတယ်ဗျအချိုပွဲတွေလည်းအများကြီးပဲသမင်းလည်းစားပြီးသွားပြီနောက်ထပ်တနေရာထပ်သွားလိုက်အောင်မယ်ဒီတောင်ပေါ်မှာနေရအဆုံးလဲမယ်ဆိုရင်အချိန်ကတရက်လောက်ပေးမှရမယ်ဗျကျွန်တော်နေရတော်တော်များများရောက်ပြီဆိုတော့အခုကျွန်တော်တောင်အောင်းနေပြန်ဆင်းတော့မယ်ဗျ What's up? Hello, mother. I'm here. One day in Vietnam. Have you been to Thailand? No. She's She's a Thailanders. She's a Thailander. ano ma'am na city? Just a tourist in Thailand last year. How do you say? What's your name in Philippines? Ano pangalan pangalan mo? mo? Ano Biningalanan ka. Ano? Ang Pangalan. pangalan. My name?
I am Angelica. Angelica, Michaela, Alex. Dad. Renato. Filipino name. Renato. What is your name? My name is Kuntunwin. How about in your vlog sa Facebook? So Facebook. you can also we can watch your video. Oh, okay. Yeah.